မီရှယ်လင်းဆုတွေလည်းအသီးသီးရထားကြပြီးတော့ဒီချင်းမိုင်ရဲ့ local တွေကြောင်းမှာလည်းနာမည်ကြီးတဲ့ဆိုင်လေး၄ဆိုင်ကိုတရက်ထဲအတွင်းမှာစားပြထားပါတယ်ရှင်။အခုရောက်လာတဲ့ဆိုင်လေးကတော့မီရှယ်လင်းဆုကို6နှစ်ဆက်တိုက်ရထားတဲ့ချင်းမိုင်ရဲ့အုံနှုတ်ခေါက်သွင်းဆိုင်ပါရှင်။ဒီဆိုင်လေးကမနက်8နာရီ9နာရီလောက်ဆိုရင်စဖွင့်တော့ကြတော့ဒီမနက်စောစောကိုစားဖို့ရွေးချယ်လိုက်တာပါ။ဆိုင်မှာကတော့ခောက်ဆွဲတွေမျိုးစုံရပြီမယ်နဲ့ပေါ့နော်။ခောက်ဆွိုင်ကအဓိကနာမည်ကြီးတယ်။ချင်းမိုင်ကိုရောက်ပြီဆိုရင်တော့ချင်းမိုင်ရဲ့အုံနှုတ်ခေါက်ဆွဲပေါ့နော်သူတို့ရဲ့အဓိကအစားအစာဖြစ်တဲ့ဒီအုံနှုတ်ခေါက်ဆွဲကိုတော့မဖြစ်မနေစားကိုစားကြည့်သင့်တယ်ဒီဆိုင်လေးကတော့ဒီချင်းမိုင်အုံနှုတ်ခေါက်ဆွဲကိုပေါ့နော်စားကိုစားကြည့်သင့်တဲ့ဆိုင်လေးပါရှင်အကြောင်းမို့လို့ဒီဆိုင်လေးကိုရွေးပေးထားတာပါဆိုင်လေးကမြို့ထဲအတွင်းမှာပဲရှိလို့တွားရလာရတာကလည်းလွယ်ကူတယ်ဒီချင်းမိုင်ကခောက်ဆွာရဲ့ပုံစံကပေါ့နော်ချက်သားနဲ့ရတယ်မဲသားနဲ့ရတယ်အခုမှထားတာကတော့ချက်သားနဲ့ပေါ့နော်သူကကြက်ပေါင်တုံးတုံးပါပါတယ်ရှင်ခောက်ဆွဲကိုမှသူကအစိုးထည့်ပေးတယ်ဒီလိုခောက်ဆွဲကြောက်ကြော်ထည့်ပေးပါတယ်ရှင်သူတို့သုံးတဲ့ခောက်ဆွဲပုံစံကခောက်ဆွဲသားအပြားကိုမှပေါ့နော်နဲ့ခပ်ပါးပါးပုံစံမှာသူ့ဆိုင်လေးကမီရှယ်လင်းဆုတွေရထားတာရေပေါ့နော်နောက်ပြီးတော့သူ့ဆိုင်ကပေါ့နော်တန်လဲတန်နဲ့ကောင်းလဲကောင်းနဲ့ဈေးလေးလဲချိုတာကြောင့်မို့လို့သူ့ဆိုင်လေးကတော်တော်လေးကိုလူစီတဲ့ဆိုင်လေးပါဒါလေးကတော့ခောက်ဆွဲနဲ့တွဲစားရတဲ့မုံငင်းချင်လေးပါရတာအနေနဲ့ကတော့သူကအုံတို့ကိုအဓိကထားပြီးတော့ချက်ထားတာဖြစ်တဲ့ကြောင့်မို့လို့သူကစိတ်နဲ့ရတာဘက်ကိုသွားတယ်မြမပြည်ကအုံတို့ခောက်ဆွဲလို့သူကအချိုဘက်ကိုတော့တိတ်မသွားဘူးပေါ့နော်ဒီခောက်ဆွဲကထိုင်းနိုင်ငံမှာတော့ထိုင်းမြောက်ပိုင်းရဲ့အဓိကအစားအစာတစ်ခုပါမှတ်သားရသလောက်ကတော့ယူနန်ပြည်ကနေမှထိုင်းကိုကုံသွယ်ရင်းကူးလာခဲ့တဲ့ပေါ့နော်တရုတ်မွတ်စလင်တွေဝါတွေကတည်လာခဲ့တဲ့ခောက်ဆွဲတစ်မျိုးလို့သိရပါတယ်ရှင်ဒုတိယမြောက်စားပြစ်ခဲ့တဲ့ဆိုင်လေးကတော့တကယ်ချင်းမိုင်ရဲ့ legendary ပေါ့နော်နှစ်ပေါင်းသက်တမ်း60လောက်ရှိပြီဖြစ်တဲ့ quick jet ဆိုင်လေးပါအခုဆိုင်လေးကဆိုရင်ရှေးဟောင်းဆိုင်လေးဖြစ်တယ်ဆိုပေမဲ့ပေါ့နော်သူကခစ်မိတယ်ခစ်နဲ့အညီပေါ့နော်မီရှယ်လင်းဆုတွေဘာတွေကိုသူကလက်လန်းမိတယ်ပေါ့နော်မီရှယ်လင်းဆုကိုဆိုရင်9နှစ်စက်တိုက်တောင်ရထားတဲ့ဆိုင်လေးပါရှင်သူ့ဆိုင်မှာကတော့ quick jet ကိုအဓိကရပါတယ်ရှင် quick jet ကိုမှနန်ကင်ထည့်ပေးတယ်နောက်ပြီးတော့အဓိကနာမည်ကြီးတာကသူ့ဆိုင်ကပေါ့နော်သူတို့ကိုယ်တိုင်လုပ်တဲ့ဝက်ဥချောင်းမှာခုလီးနေတဲ့ဝက်ဥချောင်းပေါ့နော်အထဲမှာသူကပဲပြားကြော်တွေပါထည့်ပေးတယ်သူကပွဲရဲ့ဈေးနှုန်းပေါ်ကိုမူတည်ပြီးတော့ဝက်ခောက်တွေဘာတွေညာတွေထည့်ပြီးတော့ထည့်ပေးတာပေါ့နော်ဒီကမှာထားတာကတော့ပုံမှန်ပွဲပါဒီတပွဲကို85ဘတ်ပေးရပါတယ်ရှင်နိုင်ငံကြော်လေးတွေပါတယ်ဝက်ဥချောင်းပါတယ်ပြီးတော့ပဲပြားကြော်လေးတွေပါပါတယ်ရှင် quick chip ဆိုတာကတော့ဒီစံပြားလိတ်ကလေးတွေပေါ့နော်ဒီမှာပါနိုင်ငံကျော်ကြီးတွေကလေသူတို့ကအတုံးကြီးတွေပေါ့နော်ခုတ်ပေးလိုက်တာပါဒါကသူတို့ဆိုင်ကဝက်ဥချောင်းကသူတို့ကပြုတ်ထားတဲ့ဝက်ဥချောင်းပြုတ်ပေါ့နော်သူတို့ရဲ့နန်ကင်ကလေအသားများတယ်ပေါ့နော်ဝက်ခောက်ကကျွတ်နေတာပါပဲစားလို့တော်တော်လေးကောင်းပါတယ်ရှင်ကွေးချက်ကတော့အဓိကကတော့ဟင်းရည်ကအသက်ပေါ့နော်သူတို့ရဲ့ကွေးချက်ဟင်းရည်အရသာကတော်တော်လေးကိုတရုတ်ဟင်းရည်အရသာဆန်ပါတယ်ရှင်ထိုင်းရသာတိတ်မဆန်ဘူးပေါ့နော်ဘယ်လိုပြောရမလဲဆိုတော့သူကဟင်းချိုမုံတွေဘာတွေနဲ့လေးလေးပင်ပင်မခံစားရဘူးတရုတ်စတိုင်ဆန်တယ်ပေါ့နော်ခပ်ပေါ့ပေါ့လေးနဲ့သူကတဘာဝရတာဘက်ကိုသွားတယ်တဘာဝဝတ်သားဟင်းရည်ချိုလေးရတာဘက်ကိုသွားတဲ့ပုံစံပေါ့နော်ဒီကတော့အချိုလေးကိုတိတ်မကြိုက်ဘူးပေါ့နော်ဒီလိုငရုတ်ချင်လေးနဲ့တွဲပြီးစားရတာလေးကိုပူကြိုက်ခဲ့ပါတယ်ရှင်သူတို့ရဲ့ကွေးချက်တပွဲကလေတော်တော်လေးကိုအားရှိမဲ့ပုံစံမှာဟင်းရည်ဆိုလဲပေါ့နော်တကယ်ဝက်ရိုးရဲ့အစီအနှစ်တွေကိုပြည့်နေတာပါပဲသုံးထားတဲ့အသားတုံးတွေဆိုရင်လည်းအကြီးကြီးတွေပါနောက်တစ်ဆိုင်ကတော့နေကင်း3နာရီခွဲလောက်မှာအစာပြေစားပြစ်ခဲ့တဲ့ဆိုင်လေးပါရှင်ဆိုင်လေးကတော့ဒီထိုင်းတနိုင်ငံလုံးမှာတောင်မှပေါ့နော်မီရှယ်လင်းဆုရဆိုင်တွေထဲမှာဈေးချိုဆုံးဆိုင်လို့ပြောလို့ရမယ်ထင်ပါတယ်ရှင်ခုဆိုင်လေးကထိုင်းရိုးရာဆန်မုံလိပ်ပြလေးတွေရောင်းတဲ့ဆိုင်လေးပါအထဲထဲမှာအုံးရည်ပဲယိုလေးတွေပါတယ်ပေါ့နော်သူ့ဆိုင်မှာဒီမုံလေးတစ်ပူးကိုမှဘတ်20ပဲပေးရတယ်သူတို့ကဒီမုံလေးကိုပဲအဓိကရောင်းတာပါတကယ်တော့ပေါ့နော်မီရှယ်လင်းဆုကိုပေါ့နော်ဒီလိုဈေးချိုတဲ့ဆိုင်တွေကိုပေးတယ်လို့မသိခဲ့ပါဘူးဒီဆိုင်လေးကိုမြင်မှပဲပေါ့နော်အော်ဒီလိုမျိုးဆိုင်လေးတွေလည်းပေးပါလားဆိုတာကိုသိခဲ့ရတာပါရှင်သူတို့ဆိုင်ကိုရောက်ပြီးသူတို့ဆိုင်ရဲ့လုပ်ပုံကိုင်ပုံတွေကိုကြည့်တော့လဲမီရှယ်လင်းဆုရတာဓာတ်ကြောင့်မလားဆိုတာကိုသိခဲ့ရပြန်တယ်စီတုတ်တာတောင်မှရိုးရိုးမတုတ်ဘူးမွေးအောင်လို့ဆိုပြီးတော့ဒီမှာစိုးမွေးရွက်ကလေးနဲ့စီကိုပုတ်နေပါတယ်ရှင်မုံလိပ်ပြလေး6ခုပါတဲ့တပူးကိုသူတို့ကဘတ်20နဲ့ရောင်းနေတာပါရှင်နောက်ထပ်သူတို့ဆိုင်မှာရောင်းပေးတာကတာကူလုံးလေးတွေပါရှင်တာကူရဲ့ထဲမှာလည်းအုံးမြေပဲယိုလေးတွေပါတယ်တာကူလေးတွေကတော့ဒီမှာ6ခုတပူးကိုပေါ့နော်ဘတ်20ပေးရပါတယ်ရှင်တာကူလေးတွေကတော့သူစားဖို့ဆိုပြီးတော့ကြက်သွန်ပြူကျော်လေးရဲ့ငရုတ်သီးလေးတွေရဲ့ထည့်ပေးတယ်
ဒီမုံလိပ်ပြလေးကတော့သူကအုံနို့လေးနည်းနည်းထည့်ပေးတယ်ကြက်သွန်ပြူကျော်လေးထည့်ပေးတယ်ပေါ့နော်ငရုတ်သီးလေးထည့်ပေးပါတယ်ရှင်မုံလိပ်ပြလေးကိုအရင်စားပစ်ခဲ့ပါတယ်ရှင်မုံလိပ်ပြရဲ့ဆန်ဘက်ကလေးကတော်တော်လေးကိုနူးညံ့ပြီးတော့ပေါ့နော်စားလို့တော်တော်လေးကောင်းတယ်နူးညံ့နေဆိုလို့လေအရန်ကြီးပြော့ပြဲပြီးတော့အိဖက်နေတာလည်းမဟုတ်ဘူးပေါ့နော်ထုတ်လိုမျိုးလေးလည်းခံစားရသေးတယ်ဒါကတော့တာကူလုံးလေးတာကူလုံးလေးကိုတော့ဒီလိုဆက်လက်ရွက်လေးနဲ့ထုတ်ပြီးတော့စားခဲ့တယ်ပြီးတော့ငရုတ်သီးလေးကိုက်ခဲ့ပါတယ်ရှင်တာကူလုံးလေးကတော့ easy နဲ့ထုတ်လေးနဲ့စားလို့ကောင်းခဲ့တယ်ရန်ထုတ်ဖူးလို့ခေါ်တဲ့ငဖယ်များနဲ့ခောက်ဆွဲကိုကြိုက်တတ်တဲ့သူတွေဆိုရင်တော့ချင်းမိုင်ကဒီဆိုင်လေးကိုလက်မလွတ်သင့်ပါဘူးရှင်သူတို့ဆိုင်မှာနာမည်ကြီးတာကသူတို့ကိုယ်တိုင်လုပ်တဲ့ပေါ့နော် handmade ငဖယ်လုံးလေးတွေပါငဖယ်လုံးလေးတွေပါတယ်ပြီးတော့ပဲပြားကျော်တွေထဲမှာထည့်တဲ့ငဖယ်တွေပေါ့နော်ဒါတွေကသူတို့ဆိုင်မှာနာမည်ကြီးပါတယ်ရှင်ခောက်ဆွဲထဲမှာဆိုရင်ဒီလိုအစာပလာတွေပေါ့နော်ငဖယ်လုံးတွေမျိုးစုံထည့်ပါတယ်ရှင်ငဖယ်ကြိုက်တဲ့သူတွေဆိုရင်တော့လုံးဝကိုသွားတဲ့ဆိုင်ပါရှင်သူတို့ဆိုင်မှာရိုးပေါ့နော် clear soup လိုမျိုးဟင်းရည်အချိုရတယ်ရန်တူဖူးလို sauce အနီးနဲ့ရတယ်ပြီးတော့တုံမြန်းရတာနဲ့ရပါတယ်ရှင်အခုမှထားတာကတုံရမ်းနဲ့ရတာနဲ့ယူထားတာပါဒီရေနွေးချမ်းကုန်မှာရေခဲနဲ့ပေါ့နော်ဒါလေးက free ချထားပေးတာဒီကတော့ကြာစံလေးနဲ့ယူခဲ့ပါတယ်ရှင်အခုဒီကြာစံတုံရမ်းတစ်ပွဲကို55ဘတ်ပေးရပါတယ်ရှင်ဒီထဲမှာဆိုရင်ဒီမှာငဖယ်ပြားပါတယ်ဒါလေးတွေကတော့ဝက်စီဘတ်ကျော်လေးတွေပါကြာစံထည့်ပေးထားတဲ့ပမာဏလေးကတော်တော်လေးများတယ်ပေါ့နော်တပွဲဆိုတပွဲဗိုက်ပြပါတယ်ရှင်ဒါကစောကပြောထားတဲ့ပဲပြားကျော်ပါရှင်ပဲပြားကျော်ထဲမှာမှသူကငဖယ်လေးကပ်ပေးထားတာပေါ့နော်သူတို့ကပ်ပေးလိုက်တဲ့ငဖယ်လေးကလည်းထုတ်လေးနဲ့စားလို့ကောင်းတယ်ကော်သားလေးကလည်းပါသေးတယ်ပေါ့နော်ငဖယ်သားကြီးလည်းမဟုတ်ဘူးပဲပြားစိမ်းတုံးထဲမှာလည်းသူကငဖယ်သားလေးကပ်ပေးလိုက်တာငဖယ်လေးကိုကြည့်ပါငဖယ်လေးကကော်သားလေးနဲ့ပေါ့နော်ဒါလေးကတော့ ready made ငဖယ်လုံးလေးတွေပါရှင်ဆိုင်လေးကတကယ် old school တရုတ်ဆိုင်လေးလိုမျိုးလေးပေါ့နော်ဒီဆိုင်လေးမှာသွားစားမယ်ဆိုရင်တော့တခုတတိထားရမှာကဆိုင်ပိတ်ချိန်ပါရှင်ဆိုင်ပိတ်ချိန်ကညနေ9:00 နာရီပါရှင်